ဒီနေ့တော့လေဒီဗီဒီယိုလေးကြည့်လိုက်တာနဲ့ဆူရှီလိတ်တက်သွားအောင်ဒီနေ့အစအနေအဆုံးလိပ်ပြမယ်နော်ဆူရှီလိတ်ဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့ရင်းလိပ်ရယ်စီဝစ်ရယ်စီဝစ်ကို2မျိုးပြထားပါတယ်နော်ပြီးရင်တော့ထမင်း150 gram ရယ်ပေါ့နော်တလိပ်စာအုပ်ဆိုလို့ရှိရင်ထမင်းက150 gram သုံးတယ်ပေါ့ထောပတ်သီးရယ်တခွာသီးရယ်ဆူရှီဓာတ်ရယ်ဖြစ်ပါတယ်ဖြတ်ဖို့နာအတွက်ဓာတ်ပေါ့နော်ပြီးရင်တော့အသီးရွက်စီပေါ့နော်ဒီစီကတော့လက်မကန့်အောင်သုံးမှာဖြစ်ပါတယ်ပြီးတော့နှမ်းစေးပေါ့နော်ဒါလေးတွေလိုအပ်ပါတယ်ဆူရှီထမင်းဘယ်လိုနေမလဲဆိုတာကိုတော့နောက်ဆုံးဗီဒီယိုမှာပြောပြပါမယ်နော်ဒီနေ့လိမ့်မဲ့ roll ကကြတော့ California roll ဖြစ်ပြီးတော့ seaweed ကိုအထဲမှာထားပြီးတော့လိမ့်မှာပါဒါကြောင့်မို့လို့ seaweed ကအသေးပဲလိုပါတယ်အကြီးပဲရှိတယ်ဆိုရင်တော့ဒီလိုမျိုးနှစ်ခေါက်ချိုးပြီးတော့မှဒီ seaweed ကိုအလဲကနေချိုးပြီးတဲ့အခါကျတော့မှဖြတ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးနှစ်ခုဖြစ်သွားမှာပါနော်အဲ့တော့ seaweed ရဲ့အတွင်းအပြင်ပြဿနာကတော့လူတိုင်းလိုပြောကြတယ်အခုဒီမှာဆိုရင်အချောရဲ့အကျန်းရဲ့နှစ်ခုရှိတယ်ပေါ့နော်ထားလိုက်ရမှာတော့ဒီအပြင်ကအချောကိုထားလိုက်ရမှာပါအကျန်းဘက်ကတော့ထမင်းခင်းတဲ့ဘက်ပါဒီအချောဘက်ကတော့တကယ်လို့အပြင်ကလိတ်တယ်ဆိုလို့ရှိရင် seaweed လေးကချောလေးဖြစ်နေအောင်လို့ပေါ့နော်အတွင်းကလိတ်တယ်ဆိုရင်တော့ကိစ္စတော့မရှိပါဘူးเนาะသူကအတွင်းထဲမှာထည့်လိုက်မှာဆိုတော့ဘယ်ကနေပဲထားလိုက်ပါကဲလက်ကိုစီလေးနည်းနည်းစွပ်ပြီးတဲ့အခါကျတော့မှဒီလိုလေးပုတ်လိုက်ပြီးတော့မှထမင်းကိုကင်ပါမယ်ဒါဆိုရင်တော့ထမင်းနဲ့လက်နဲ့ကစီကက်ကက်ကြီးဖြစ်မနေတော့ဘူးပေါ့နော်ထမင်း150 gram လောက်ကို seaweed ရဲ့အလယ်လေးမှာထားပြီးတော့မှဘေးလေးနှစ်ဖက်ကိုဆွဲချလိုက်ပြီပေါ့နော်ပြီးရင်တော့အခြေဘက်နဲ့အနောက်ဖက်ကိုဒီလိုမျိုးလက်ကလေးနဲ့ပေါ့နော်တွန်းပြီးတဲ့အခါကျတော့မှထမင်းလေးကိုဖြန့်လိုက်ပါဖြန့်လိုက်တယ်ဆိုလို့ရှိရင်သူ့တိုင်းသူလေးဒီလိုလေးပြန့်သွားပါတယ်เนาะအနောက်ဘက်ကိုလည်းဖြန့်မယ်ဒါဆိုရင်တော့ထမင်းခင်းလို့ပြီးသွားပါပြီဟိုဘက်ကိုလှန်လိုက်မယ်ပေါ့เนาะဒါကထမင်းကိုအပြင်မှာထားပြီးတော့ seaweed ကိုအထဲမှာထားလိုက်တာပါတခွားသီးဖြတ်တဲ့အခါမှာဆိုလို့ရှိရင်တော့ seaweed နဲ့တိုင်းပြီးတော့မှဖြတ်လိုက်ပါဒါဆိုရင်တော့တူနေတာရှင်းနေတာမဖြစ်တော့ပါဘူးတခွားသီးကတော့အပြင်ကနေပြီးတော့ plastic ပတ်ထားလို့အဲ့ဒီဟာလေးကိုခွာပြီးတဲ့အခါကျတော့မှရေဆေးပါမယ်ရေဆေးပြီးတဲ့အခါကျတော့မှ tissue လေးနဲ့ပြောင်းရေတွေကိုတုပ်ပေးလိုက်မယ်ပေါ့เนาะတခွားသီးအခွန်ကအရင်မရင်မှုပေါ့နော်နုနုလေးဆိုလို့ရှိရင်မခွာလဲရပါတယ်နင်နီကတော့ဒီမှာတခွားသီးကိုခွာလိုက်ပါမယ်တခွားသီးကိုတော့တချို့ကအမြင့်လေးတွေချစ်ကြတယ်တချို့ကကျတော့လဲလက်ညှိုးလောက်ရှိတဲ့အချောင်းလေးတွေလှီးကြတယ်နင်နီကတော့ဒီဗီဒီယိုမှာလက်ညှိုးလောက်ရှိတဲ့အချောင်းလေးတွေလှီးပြပေးပါမယ်နော်တခွားသီးကိုအစိမပေါအောင်တစ်ဖက်ချမ်းကနေအရင်ဆုံးဒီလိုမျိုးလေးလှီးလိုက်ပါလှီးပြီးပြီဆိုလို့ရှိရင်တော့အဲ့ဒီဟာကိုပဲလက်ညှိုးလောက်ရှိတဲ့အချောင်းလေး၃ချောင်းပြန်ပြီးတော့မှဖြတ်မှာဖြစ်ပါတယ်ဒီလိုမျိုးအစိတ်လေးတွေ၃ချောင်းပေါ့နော်ပြန်ပြီးတော့ဖြတ်လိုက်ပါမယ်တခွားသီးကတစ်ခါလေးကျရင်ကောက်နေတတ်တယ်နော်ကိုပါကိုလက်လေးနဲ့ဆွဲဖြောင်ပြီးတော့မှတစ်ဖက်ကနေထိန်းပြီးတစ်ဖက်ကနေလှီးပါနော်ကောက်နေတာနဲ့ပဲအကောက်တိုင်းလှီးလဲရပါတယ်ဒါပေမဲ့ပြန်လိတ်တဲ့အခါကျလို့ရှိရင်ပြန်ထည့်တဲ့အခါရှုပ်ရှက်ခတ်သွားလို့ပါပြီးရင်တော့ထောပတ်သီးကတော့ထုံးစံအတိုင်းစိတ်လေး3စိတ်စိတ်မယ်စိတ်ပြီးတော့မှထူတဲ့ဖက်ကိုအပြင်ကထားပြီးတော့အပားကိုအပြင်အထက်ထည့်မယ်ပေါ့နော်အလယ်မှာလက်နေတဲ့နေရာလေးကိုတော့ထောပတ်သီးတီးတီးလေးနဲ့ပြန်ပိတ်လိုက်တယ်ပြီးတော့ကနန်းချောင်းထည့်ပါတယ်ထည့်ပြီးရင်တော့သူ့ကိုလိတ်ပါတော့မယ်နော်လိတ်တဲ့အခါမှာဒီညာဘက်လက်ကလေးကိုထိတ်ကနေပြီးတဲ့အခါကျတော့ဖြည်းဖြည်းချင်းလိတ်လာလိုက်မယ်ပေါ့နော်ဘဲလက်ကလေးကတော့ဒီလိတ်ဖို့အတွက်ထိမ့်ပြီးတဲ့အခါကျတော့မှအနောက်ထဲလေးကိုယူသွားလိုက်ပါမယ်။ညာလေးကတော့အတွင်းထဲကိုလိတ်ပြီးတော့မှထည့်တာဖြစ်ပါတယ်။အတွင်းထဲကိုကြစ်မလိတ်ဘူးဆိုလို့ရှိရင်ဖြတ်တဲ့အခါကျလို့ရှိရင် roll ကကွဲသွားပြီးတော့ညီစီစီလေးမဖြစ်တော့ပါဘူး။အဲ့တော့ကိုကလက်နဲ့ထည့်တာမသေးချဘူးထင်လို့ရှိရင်ဒီရင်းလိတ်လေးယူပြီးတော့မှတဝက်လေးယူပြီးတော့မှလိတ်ထည့်လိုက်မယ်ပြီးတော့မှတပတ်လိတ်လိုက်ပါ။ပေါ်ကနေပြီးတဲ့အခါကျတော့မှရင်းလိတ်လေးနဲ့ဖြည်းဖြည်းဖွားလေးပေါ့နော်ပြန်အုပ်လိုက်ပါမယ်အုပ်တဲ့အခါလဲဒီလိုမျိုးလေးဖိရမှာဖြစ်ပါတယ်เนาะအပေါ်ကနေပြီးတော့အပြားလိုက်ကြီးဘန်းဆိုပြီးတော့ဖိတာမဟုတ်ပါဘူးဖိလိုက်လို့ရှိရင် roll ကကွဲပြီးတော့မှအပြားလိုက်ကြီးဖြစ်သွားမှာပါလက်ကလေးနဲ့ဒီလိုမျိုးလေးပေါ့နော်ဘေးနှစ်ဖက်ကိုလည်းပိတ်ပေးလိုက်ပါမယ်ပိတ်ပေးပြီးပြီဆိုလို့ရှိရင်တော့ sushi roll လေးကရသွားပါပြီအပေါ်မှာတော့ဒီနှမ်းအဖြူနဲ့အမဲပေါ့နော်အစိတ်လေးတင်လိုက်တယ်သူ့ကိုတော့10တုံးဖြတ်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အလယ်လေးကနေပြီးတော့ညီလေးအရင်ပိုင်းလိုက်မယ်ကဲအတွင်းထဲကပစ္စည်းလေးတွေကညီစီစီလေးထည့်ထားခဲ့လို့အထဲထဲမှာအပေါက်မရှိနေဘူးပေါ့နော်ဒီလိုလေးကြစ်လေးဖြစ်နေပါတယ်ဒါလေးကိုတော့ဒီလိုမျိုးပိုင်းပြီးတော့မှလေးဖြတ်မှာဖြစ်ပါတယ်လက်ညှိုးနဲ့လက်ကလေးရဲ့ကြားထဲမှာဓားလေးကိုထည့်ပြီးတော့မှညီမှာဆိုရင်လက်ညှိုးလေးတစ်လုံးစာလက်ညှိုးလေးတစ်လုံးစာအတုံးလေးတွေကိုပိုင်းပြီးဖြတ်သွားပါဒါဆိုရင်တော့လေးဖြတ်ပေါ့နော်ညီစီစီလေးထွက်ပါတယ်စနေရင်တော့ခက်တယ်လို့ထင်ရပေမဲ့5 roll လောက်ကိုကဓားလေးကိုကျင့်ပြီးတော့လိတ်သွားလိုက်ပြီဆိုလို့ရှိရင်ဒီ basic roll လောက်ကတော့လိတ်တက်သွားပါပြီเนาะကဲဓားလေးကိုတော့နင်ကဒီနေ့စိုက်မှာဆိုတဲ့အခါကျတော့ဒီလိုမျိုးလေးပကံထဲမှာထည့်ပါမယ်ပကံထဲမှာထည့်တဲ့ပုံစံကလည်းအခုတော့နင်ကစောင်းလေး
ထည့်တယ်ပေါ့နော်ကိုကြိုက်တဲ့ပုံစံကိုထည့်လို့ရတယ်လှမယ်ထင်တဲ့ပုံစံကို YouTube မှာလည်းရှာပြီးတော့မှထည့်လို့ရပါတယ်ကိုအဆင်ပြေသလိုမျိုးလေးထွင်ပြီးထည့်ခြင်းနဲ့ဆိုရင်လည်းထည့်လို့ရပါတယ်ဒီ basic roll လေးနဲ့ဒီလိုမျိုးလေးပေါ့နော်4-5-6 roll လောက်လိမ့်ကြည့်မယ်ဆိုလို့ရှိရင်တော့ဆူရှီလိမ့်တာကလိမ့်တက်သွားမှာဖြစ်ပါတယ်ကဲအဲ့တော့ဆူရှီရဲ့သဘောတရားကတော့သူ့ကိုတွဲစားရတဲ့ဝါဆာဘီတို့ဂျင်ဂျာတို့ရှိတယ်ပေါ့နော်အဲ့တော့နေနေကဒီလေကောင်မှာဝါရွက်လိုလေးခံလိုက်တာကဝါဆာဘီနဲ့အဲ့ဒီဆူရှီကိုတစ်ထပ်သေးသွားမထိအောင်လို့ပါဝါဆာဘီကအရန်မှော်တော့လူတွေကမကြိုက်ကြလို့ပါကဲနောက်ဆုံးမှာတော့ဆူရှီထမင်းကိုဘယ်လိုနေရလဲဆိုတာပြောပါမယ်ဒါကတော့ဆန်ချိန်ခွက်နဲ့ထမင်း3ခွက်ချက်ထားတာပါဆူရှီဆန်မရှိလို့ရှိရင်ရှမ်းဆန်သုံးလို့ရပါတယ်ဆူရှီဖနီဂါကတော့ဆန်ချိန်ခွက်နဲ့တစ်ခွက်ပါထည့်ပြီးတဲ့အခါကျတော့မှထမင်းတွေအားလုံးကိုဒီလိုမျိုးရောနယ်လိုက်တာဖြစ်ပါတယ်15မိနစ်လောက်ထားပြီးလို့ရှိရင်တော့ဆူရှီကလိမ့်လို့ရပါပြီเนาะ